ကဲပထမဦးစွာချက်တကယ်ချင်းများကို Good afternoon လို့ဆိုင်ရင်ဒီနေ့ငါ6ကြော်လေးကြော်ပြပါမယ်နော်အရင်ဆုံးချက်သွန်လေးကိုပပလီးပြီးတော့စနင်းမုတ်လေးများလေးထဲကစီချက်ဖြစ်အောင်စိတ်ရှိလက်ရှိမှွေပြီးတော့ကြော်ပါပဲနော်အဲ့ဒါမှချက်သွန်လေးကမွားပြီးတော့ဝလိုချင်တဲ့အနေထားကိုရပါပဲနော်ကဲချက်သွန်လေးကကျွတ်ပြီးတော့ရောင်လေးလှလာရင်ဆင်ထားလိုက်ပါရီစီနဲ့ပဲငါ6ကိုကျွတ်ပါမယ်နော်ငါ6လေးကိုအငန်ပေါ့သွားစေရင်ထမင်းချမ်းလေးနဲ့နှိပ်ပြီးတော့အငန်ကိုစုပ်ထားပါတယ်နော်ရေပြန်ဆေးပြီးတော့အခုစီလေးနဲ့ကျွတ်အောင်ကြော်ပါတယ်ကဲခွဲချမ်းလေးကိုလည်းထုံးပြီးတူကျွတ်အောင်ကြော်ပါတယ်နော်မီးအေးလေးနဲ့ကြော်ပါမယ်ခွဲချမ်းလေးကိုမြို့သီးနဲ့ပျောက်သွားအောင်စိမ့်နဲ့ပျောက်သွားအောင်ကျွတ်လေးဖြစ်အောင်မတူအောင်ရိုးဆိုင်ပြီးကြော်ရမယ်နော်အရသာအဖြစ်ငမြရည်လေးအနှဲငယ်ထည့်မယ်အပြီးကြော်ဖြစ်တဲ့အတွက်ငမြရည်ကြော်ဖြစ်တဲ့အတွက်ချိုးမှုလေးထည့်မယ်နော်အဲ့ဒါမှစားကောင်းမှာဖြစ်ပါတယ်ကဲငချောက်လေးနဲ့ကြော်မှာဖြစ်တဲ့အတွက်မမွားလေးဖြစ်အောင်ခွဲချမ်းလေးကိုမတူအောင်ဂရုစိုက်ပြီးတော့ကြော်နေရပါတယ်နော်တူသွားရင်စားလို့မကောင်းပါခါပြီးတော့ရတာမရှိဖြစ်ပါမယ်နော်မီးအမြင့်ဆုံးထားပြီးတော့စိတ်ရှိလက်ရှိကြော်နေရပါတယ်။မြန်ကြော်လို့လည်းရတယ်နော်ဒါပေမဲ့ဂရုစိုက်ပြီးတော့ကြော်နေရပါမယ်။ကဲယူဒီစိမ့်နဲ့လေးပြပြီးကျွတ်လဲကျွတ်လာပြီဆိုရင်ခုနကြော်ထားတဲ့ငါချောက်လေးကိုထည့်ပြီးတော့ရောပါမယ်နော်ဒါကမီးကိုပိတ်ပြီးတော့အိုးအပူနဲ့ပဲကြော်နေတာဖြစ်ပါတယ်နော်ကဲချက်သွန်ကြီးကြော်လေးရောလိုက်မယ်တမျိုးကြော်လေးရောလို့ရတယ်နော်တမျိုးကြတော့အေးဝါမှာရောမှာပိုကောင်းပါပဲဒီမျိုးဆိုပျော့ပြီးတော့စားလို့မကောင်းပါဘူးเนาะချက်သွန်နီကြော်လေးချက်သွန်နီကြော်ကိုငချောက်ခွဲစမ်းလို့နဲ့ရောပြီးတော့တမအောင်ဝင်လိုက်ပါမယ်เนาะကဲဒီငချောက်ကြော်လေးနဲ့ကြော်လေးကိုပဲကလာရင်ပဲရင်တစ်ပတ်စားရင်စားကောင်းတဲ့ငချောက်ကြော်လေးဖြစ်ပါတယ်เนาะအရသာလည်းကောင်းပါတယ်ကြော်ထားတာလည်းအဆင်ပြေတဲ့အတွက်စစ်တငယ်ချင်းတို့ကြိုက်မယ်ဆိုရင်လည်းလိုက်ပြီးကြော်စားကြည့်ပါနော်ကဲဒီငချောက်ကြော်လေးလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်တို့6စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်နော်